ချိန်ကဝေးလံတဲ့နိုင်ငံတနိုင်ငံမှာနူအာလို့ခေါ်တဲ့ထက်မြက်ပြီးဉာဏ်ပညာကြီးရဲ့မော်ဆရာတယောက်ကခန္ဓာတဝါတဲ့တောင်ပေါ်မှာနေထိုင်တဲ့သူ့မှာအရန်ပြည့်ရည်ပြီးစော့ကစားတဲ့ဂျေကော့လို့ခေါ်တဲ့ကျောင်းသားငယ်တယောက်လည်းရှိပါတယ်ဟုတ်တယ်ပြေးကြအဝေးကိုပြေးကြဟာ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 ဖျားရင်ငါ့ရဲ့အဖိုးတန်နဲ့စေးမဝင်အပင်နေသူဆရာကသူ့ကိုအလုပ်ခိုင်းတဲ့အခါမှာလဲသူကချက်ချင်းပဲရှောင်တိန်လိုက်ပြီးနွားရဲ့စကားကိုပြန်ခံပြောလို့ရှိပါတယ်ချစ်ကောတောက်ထဲသွားပြီးထဲသွားခုတ်ပြီးငါ့စီပြန်ယူလာခဲ့ဆရာကျွန်တော်ဒီမှာတော်တော်နာကျင်နေပြီကျွန်တော်အဝေးကိုလုံးဝမသွားနိုင်တော့ဘူးပြီးတော့အဲ့ဒါကျွန်တော်တောင်းဝင်မဟုတ်ဘူးမလားကောင်းပြီလေငါတစ်ပင်ကိုခုတ်လိုက်မယ်မင်းလောက်ရမှာကဥယျာဉ်ထဲမှာရေကိုယူဖို့ပဲငါရင်စီပဲတည်ရသေးတယ်ပင်မလိုက်တာတည်တော့မဲ့အတိုင်းပဲဒီတစ်ပင်အောက်မှာခဏလေးနားလိုက်မယ်ဂျေကော့ကသူလုံးရမယ့်အလုပ်တွေကိုမေ့သွားပြီးတစ်ပင်အောက်မှာအိတ်နေပါတော့တယ်နိုးကပြန်လာတော့သူအမှန်တကယ်ပဲမချင်မနှက်ဖြစ်ကဂျေကော့ကိုဆုံးမဖို့ဆုံးဖြတ်ခဲ့တဲ့ဂျေကော့လည်းအရာအလုံးကိုကြော်လွန်သွားစေဖို့ကြည်ကွဲသလိုဟန်ဆောင်လိုက်ပြီးသူ့ဆရာရဲ့တင်ငန်းစာအလုံးကိုနောက်ပစ်ထားတဲ့ဒါပေမဲ့သူအရင်အတိုင်းပြန်ပြမှုတာကြောင့်မော်ဆရာလည်းစိတ်ညစ်သွားတော့တာပေါ့နွေဦးနေ့လက်ကင်းတရက်မှာတစ်ပင်တွေနဲ့ပန်းတွေပွင့်လာချိန်ဂျေကော့ကတောင်ပေါ်မှာရှိတဲ့ဥယျာဉ်တစ်ခုမှာစော်ကစားနေခဲ့ပါတယ်သူကအဝေးကိုကြည့်လိုက်တော့အရသာရှိပြီးညီရဲစွာနဲ့မဲ့နေတဲ့ဘယ်ရီသီးတွေရဲ့အရေးတွေကိုတွေးလိုက်ရတဲ့ငါအဲ့ဓာတွေကိုမီးစမ်းညင်လိုက်တာဒါပေမဲ့ညနေစောင်းနေပြီလမ်းကအရန်ဝေးလွန်းနေငါအိမ်ပြန်ပြီးငါဆရာရဲ့ခွင့်ပြုချက်ကိုအရင်တောင်းတင်နေဒါမှမနှက်ဖြန်စောစောထွက်ဖို့ပြင်ဆင်လို့ရမှာဆရာမနှက်ဖြန်ကြရင်တောင်အုပ်ကတောအုပ်မှာဘယ်ရီသီးတောခုခွင့်ပေးပါလားအဲ့တော့စိတ်ကူးတော့မရင်နဲ့အဲ့ဒီတောထဲမှာကြက်စားနေတဲ့စုံမတယောက်ရှိတယ်ကံမကောင်းလို့မင်းသူနဲ့တွေ့ရင်မင်းတစ်သက်လုံးချုံတောင်ခံရလိမ့်မယ်ငါ့ရဲ့ဆရာအရန်အသက်ကြီးပြီးသူ့ရဲ့အတွေးတွေကမှားယွင်းသွားတာဒါမှမဟုတ်ရုပ်တိမရှိတော့တာလားမသိဘူးဒါပေမဲ့ဒါကတကယ်မဟုတ်ရင်ကောဒီဇယ်လန်ကိုတရားရောက်ကဖန်တီးထားတာနေမှာပါကျွန်တော်မနှက်ဖြန်ညနေပြန်ရောက်လာရင်ဒါကပြီးပြည့်စုံတဲ့ဖန်တီးမှုတစ်ခုပဲဆိုတာဆရာသိလိမ့်မယ်ဒီကောင်လေးကအရင်ဆုံးမခတ်တာပဲငါဘာပဲပြောပြောသူ့မနှက်ဖြန်သွားမှာပဲကောင်းပြီငါအဆောင်လေးကသူ့ကိုကာဝယ်ပေးမှာမဟုတ်လို့ဒီတစ်ခါတော့သင်ခန်းစာပေးရမယ်ကောင်းပြီငါမင်းကိုလှုပ်ဖို့သဘောတူတယ်ဒီအဆောင်သုံးခုကိုသိမ်းစီထားပါလမ်းခီးမှာအန်ရီတစ်ခုခုရှိရင်မင်းရဲ့အသက်ကိုကယ်တင်နိုင်လိမ့်မယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်နေ့မနက်မှာတော့ဂျေကော့ကတာယာလာပါတဲ့တောအုပ်ကိုရောက်ဖို့အဝေးကြီးကိုဖြတ်ကျော်ခဲ့ရပါတယ်လာပါတဲ့တောအုပ်ထဲမှာနေမျောနေပြီးအရသာရှိတဲ့အနီရောင်ဘယ်ရီသီးတွေစုဆောင်းရင်လမ်းပြောက်သွားခဲ့တဲ့ညမောင်နေတော့မှဂျေကော့ကသူ့လမ်းပြောက်သွားမှန်းသိသွားပြီးထဲလန့်နေပါတော့တယ်ငါလမ်းပြောက်သွားပြီညမှာအရန်ကြောက်စရာကောင်းလိုက်တာဆုံးမပေါ်လာရင်ဘယ်လိုလုပ်မလဲအိုးမင်္ဂလာပါလူငယ်လေးဘယ်သူလဲဂျေကော့ကထဲလန့်စွာနဲ့လဲကြည့်လိုက်တော့နုညက်သိမ်မွေးတဲ့အကြီးနဲ့ပြုံးနေတဲ့အဖွားကိုသူတွေးလိုက်ရတဲ့မချုပ်ပါနဲ့အဖွားဒီတိုးထဲမှာနေတာပါညပိုင်းချင်းမင်းချင်မှာဘာလုပ်နေရလဲတည်တည်ရိုက်တွေကိုခူးဖို့လာခဲ့တာပါဒါပေမဲ့ကျွန်တော်စော့ကစားတာမှာစိတ်နဲ့သွားပြီးအိမ်ပြန်လန်းကိုမေ့သွားပြီးဒီမှာတောင်းတင်နေတာပါတနာပါတယ်အနားရုပ်တွေတစ်ခုခုစားဖို့အဖွားရဲ့အိမ်ကိုလိုက်ခဲ့လေဒီလိုနူးညံ့သိမ်မွေးပြီးကျင်နာတဲ့အဖွားအုံနဲ့တွေ့ရတာဘလောက်တောင်ကံကောင်းလိုက်လဲကျေးဇူးအများကြီးတင်ပါတယ်ဒါပေမဲ့သူကအဖွားကိုအဖြစ်အသွင်ပြောင်းထားတဲ့ရက်ဆက်ကြံကြုတ်တဲ့ဆုံးမကြီးဖြစ်မှန်းကိုဂျေကော့မသိခဲ့ဘူးလေဂျေကော့ကိုသူ့အိမ်ကိုခေါ်သွားပြီးဆုံးမကြီးကသူ့ကိုအိတ်ဆေးရောထားတဲ့အစာကိုကျွေးလိုက်တဲ့သူ့ကိုဒီအခန်းထဲမှာအရင်ထားလိုက်မယ်တနာစရာနှုံအားတဲ့သုံးလေးပါလားငါကကျင်နာတက်တဲ့အဖွားအိုလို့သူဘလို့တော့ထင်နေရတာလေဆုံးမကြီးထွက်သွားတော့သူခဏကိုယ်ပေါ်မှာရှိတဲ့အဆောင်သုံးခုကအိတ်ဆေးရဲ့အာနိသင်ကိုပြည့်စေဖို့တောက်ပလာခဲ့တဲ့ဂျေကော့နိုလာတော့သူ့ကိုယ်သူအခန်းကျင်းလေးထဲမှာတွေ့လိုက်ရတယ်လေငါဘယ်ရောက်နေတာလဲအဖွားကိုဘယ်မှာလဲငါကောင်းကဘာလို့ဒီလိုကြိုက်ခဲနေရတာလဲထူးဆန်းတယ်လို့ခန်းစားရတာကြောင့်အိမ်တော်ဝိုက်ကိုသွားပြီးအဖွားကိုလိုက်ရှာနေခဲ့ပါတယ်မိပွင့်နေတဲ့အခန်းကိုရောက်တော့တကားကိုအနှဲငယ်ဖွင့်လိုက်ပြီးအထက်ကိုလှမ်းကြည့်လိုက်ပါတယ်
အဲ့ဒီအဖွားကိုဘယ်မှာမှရှောင်မတွေ့ပဲထူးဆန်းတဲ့ဆေးတွေလုံနေတဲ့ဆုံးမကြီးတယောက်ကိုပဲသူတွေးလိုက်ရတဲ့ ဒီလောက်ချမ်းမာတဲ့သားကောင်ကိုဖမ်းမိတာဒီနေ့ငါကန်ကောင်းတာပဲမနှက်ဖြန်ကတော့လာပြင်းနေမှုအချင်းတော်တော်ကြောင်ပြင်ဆင်ထားတဲ့စင်းရည်တွေသူ့အလုပ်ကိုလုပ်ဖို့အချိန်နဲ့သူကငါကြကိုစမ်းသက်ခံရမယ်ပထမဆုံးသူဖြစ်လာမှာဟ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 ာ ဒါဆို तू ကဆုံးမှာပေါ့ငါအခုဒီကနေထွက်ပြေးရမယ် သူလေ သူဂျေကုပ်ကိုချက်ချင်းဖမ်းမိသွားတယ်လေ အော်မင်းကဘယ်လိုလုပ်မြန်မြန်နိုးလာရတာလဲ ခမရကဆုံးမလား ငါရဲ့အိတ်ဆေးကတိတ်မပြင်းလို့နဲ့တူတယ်ဟုတ်တယ်မင်းပြောတာမှန်တယ်ငါကဆုံးမသည်စနေပဲမင်းဒီကနေဘယ်တော့မှမလွတ်မြောက်နိုင်ဘူး ဆုံးမကြီးကဂျေကုပ်ကိုတခြားခန်းမှာချောင်းလောင်လိုက်ပြီးတိတိကျကျတောက်ခတ်လိုက်တဲ့တကောင်ရဲ့အချိန်မှာဆန်နီကအပြင်ဘက်မှာစောင့်နေချိန်မီလစ်နေသေးတာကိုသူတွေးလိုက်ရတယ်လေ မင်းအိတ်ပြီလား ကျုပ်အရန်ကြောက်လို့အိတ်မရသေးဘူး ကောင်းလေမင်းရဲ့နောက်ဆုံးညကိုအထိပ္ပယ်ရှိအောင်လေ အချိန်တွေကုန်လုံးသွားပြီးဂျေကုပ်ကတကယ်ကိုထိတ်လန့်ပြီးဝမ်းနဲ့သွားခဲ့ပါတယ် ဒါတွေအားလုံးကငါအပြစ်တွေပဲတော့မတော်ဘူးငါဆရာစကားကိုနားမထောင်ခဲ့မိလို့အခုတော့ငါဘလို့ပြန်မလဲမသိတော့ဘူးဒါကြောင့်အခုရက်ဆက်ကြမ်းကြုတ်တဲ့ဆုံးမစီမှာပိတ်မိနေပြီသူ့အကြံပေးချက်တွေကိုသာငါနားထောင်ခဲ့ရင်ခဏလေးဒါဆိုဆရာရဲ့အဆောင်သုံးခုရောကျေးဇူးပြုပြီးဆုံးမကိုပြန်ဖြေဖို့ငါအတန်အတိုင်းအတုလုပ်ပါ အဆောင်ကထုံးလင်းလာပြီးဂျေကုပ်ရဲ့ဆန္ဒကိုပြည့်စုံစေခဲ့တဲ့သူဝမ်းသာသွားပြီးအိမ်ခေါင်မိုးပေါ်တက်ဖို့အမြန်လန်းရှာကညတွင်ချင်းပဲထွက်ပြေးပါတော့တယ်အဲ့ဒီအချိန်မှာဆုံးမကြီးကအပြင်မှာစောင့်ကြည့်နေတော့မှာပဲအခန်းထဲမှာမီးလင်းနေသေးတာကိုတွေ့တော့တန်တရားစိတ်နဲ့မေးလိုက်ပြန်ပါတယ် ကောင်းလေမင်းရှိသေးလားမင်းဘာဖြစ်လို့မအိတ်သေးတာလဲ ကျုပ်အရန်ကြောက်လို့အိတ်မရသေးဘူး အဲ့ဒါကိုမြင်တော့ဆုံးမကြီးလည်းစစ်သက်သာရသွားပြီးနောက်တော့မိုးလင်းတဲ့အထိအိပ်ပျော်သွားပါတော့တယ်အဲ့ဒီညမှာဂျေကော့ကထွက်သွားဖို့လမ်းရှာနေခဲ့တဲ့မိုးမလင်းခင်လေးမှာတော့သူ့တော့ဦးထဲကနေထွက်သွားနိုင်ခဲ့ပြီးအဲ့ဒီနောက်အနားမယူရဲပဲတောင်ပေါ်ကိုပြေးတက်ပါတော့တယ်ဆုံးမကြီးနိုးလာတော့တကားဖွင့်ပြီးအမိတ်ပေးလိုက်ပါတယ် နိုးတော့ငါနဲ့လိုက်ခဲ့မနဲ့ရောက်နေပြီ သူကတော်လုံးစွာနဲ့အခန်းကိုလှည့်ကြည့်လိုက်တော့စပွဲပေါ်မှာအဆောင်တစ်ခုကိုပဲတွေ့လိုက်ရတဲ့ ကျုပ်အရန်ကြောက်လို့အိတ်မရသေးဘူး မင်းလို့ကောင်းလေးကငါ့ကိုလှည့်စားဖို့တတိရှိတယ်ပေါ့မင်းဘယ်ကိုပြေးနိုင်မလဲကြည့်ရအောင် ဆန်နီကသူ့အစွမ်းကြောင့်ဂျေကော့ကိုမကြခင်မှာပဲလိုက်မိသွားခဲ့တယ်လေသူဘလောက်ပဲအမြန်ပြေးနေပါစေဆုံးမကြီးကသူ့နောက်ကိုအမြန်လိုက်နိုင်ခဲ့ပါတယ် ရက်မင်းဘယ်တော့မှထွက်ပြေးနိုင်မှာမဟုတ်ဘူး ဂျေကော့ပြေးနေချိန်တခြားအဆောင်ကိုထုတ်လိုက်ပါတယ် ငါအဆောင်ရေးကျေးဇူးပြုပြီးဆုံးကားကိုဖမ်းလို့မရအောင်မြင့်အဖြစ်ကိုပြောင်းပါ ချက်ချင်းပဲသူ့လမ်းအောင်ပိတ်ဆို့ဖို့မြစ်ကြီးတစ်စင်းဖြစ်သွားခဲ့ပါတယ်ဆန်နီကရှေ့ကိုအပြေးလွှားသွားတဲ့အချိန်ချော်လဲပြီးမြစ်ထဲကိုပြုတ်ကျသွားပါတော့တယ်ဂျေကော့အရန်ပျော်သွားခဲ့ပေမဲ့သူမရက်မနာပဲဆက်ပြေးနေခဲ့တဲ့ဒါပေမဲ့ဆုံးမကြီးကမြစ်ကိုလင်းမြန်စွာခြောက်သွေ့စေခဲ့ပြီးဂျေကော့နောက်ကိုဆက်လိုက်နေပါတော့တယ် အဲ့ဒီမှာရက်စံမင်းပြေးလေအထိပ္ပယ်မရှိဘူးမင်းလုံးမြောက်နိုင်မှာမဟုတ်ဘူး ဂျေကော့ကနောက်ဆုံးအဆောင်ထုတ်ပြီးပြောလိုက်ပါတယ် ငါအဆောင်ရေးသူ့ကိုရက်တက်မှုကျေးဇူးပြုပြီးမီလီယံအဖြစ်ကိုပြောင်းပါ အဆောင်ကလင်းမြန်စွာမိရန်အဖြစ်ကိုပြောင်းလဲသွားပြီးဆုံးမကြီးကိုဝင်းရံလိုက်တဲ့ လူဘာဝတဲ့ကောင်လေးဘာပဲဖြစ်နေပါစေငါမင်းကိုရက်အောင်ဖမ်းမယ် ဆန်နီလည်းမြစ်ကနေဆော့ယူခဲ့တဲ့ရှေအားလုံးကိုမိရန်ကိုငိမ့်တက်ဖို့ဖျန်းလိုက်ပါတယ်အဲ့ဒီနောက်သူဂျေကော့နောက်ကိုဆက်လိုက်နေခဲ့တဲ့ကံကောင်းစွာနဲ့သူ့ဆရာရဲ့အိမ်ကသူ့ရှေ့မှာရောက်နေခဲ့ပါပြီသူ့ဆရာစီအလင်းအမြန်ပြေးသွားလိုက်ပါတယ် ကျေးဇူးပြုပြီးကျွန်တော်ကိုကူညီပါဦးဆုံးမကြီးဆန်ဒီကကျွန်တော်နောက်ကိုလိုက်နေလို့ ငါမလုပ်ပေးနိုင်ဘူးဒါငါအလုံးမမဟုတ်တာ ဂျေကော့လည်းတန့်သွားပြီးသူတကူကောင်းဆန်ကပြင်းရင်ခံမှန်းကိုသိသွားပါတော့တယ် ကျွန်တော်ရဲ့ပုံကံမှုတွေအတွက်ခွင့်လွတ်ပါကျွန်တော်ဆရာကိုဒုက္ခအများကြီးပေးခဲ့တယ်အခုအစပြီးကျွန်တော်ဆရာအပေါ်ဒီလိုမျိုးဘယ်တော့မှမပြုတ်မှုတော့ပါဘူးလို့ခရီးပေးပါတယ်ကျွန်တော်ပြောင်းလဲပါမယ် ဒီသင်ငန်းဆောင်ကိုဘယ်တော့မှမမေ့ပါနဲ့ ဟေးမော်စရာသူ့ကိုကျမစီအပ်ပါဒါဆိုကျမရှင်းကိုမထိခိုက်ဘူး तू ကငါတပည့်လေငါတပည့်ကိုဘာလို့မင်းလက်ထဲအဲ့ရမှာလဲ ကျမရှင်းကိုကြောက်လိုက်မယ်လို့ရှင်းထင်နေရလားကျမပြဿနာမဖြစ်ချင်လို့တော့မဟုတ်ရင်ရှင်းမဒုက္ခရောက်သွားလိမ့်မယ်
ငါတို့အသွင်ကူးပြောင်းပြန်ပွဲလုပ်ရင်ရောဘယ်လိုလဲမင်းနိုင်ရရင်မင်းလှုပ်ချင်တာကိုငါလှုပ်ပေးမယ် ဘလောက်တောင်ရည်စရာကောင်းလိုက်လေကျမကဒီကဘာမှာဘယ်ပုံစံကိုမဆိုပြောင်းနိုင်တယ်ရှင့်လုံးမော်စရာတယောက်ကိုကျမဘလို့ရှုံးမှလဲ မော်စီယာလည်းဂါထာကိုရွတ်ဆိုလိုက်ပြီးအေယာမလူသားအဖြစ်ကိုပြောင်းလဲထားခဲ့တဲ့ တွေ့လားမင်းရောလုံနိုင်လား အဲ့ဒါကအသေးအဖွဲလေးပါ ဆန်နီလည်းအညံ့မခံခဲ့ဘူးလေအစာမလိုဘဲနဲ့တောင်သူပြက်ွယ်သွားနိုင်တဲ့ တော်သားပဲဒါပေမဲ့မင်းရေအိုးလိုတင်းငယ်တဲ့အရာအဖြစ်ပြောင်းလဲနိုင်မှာမဟုတ်ဘူးဆိုတာငါအာမခံတယ်ငါတော့အဲ့ဒီလိုမလုပ်နိုင်ဘူးလေ ရလိုက်တဲ့လူဒီမှာကြည့် ဆောမကြီးလည်းချက်ချင်းပဲရေအုပ်အဖြစ်ကိုပြောင်းလဲလိုက်ပါတယ်အဲ့ဒါကိုဆောင်ရင်မော်စီယာကရေအုပ်ကိုအမြန်နှင်းချလိုက်တဲ့အရေးအချင်းရှိတဲ့ဆန်နီကသူ့ရဲ့မာနကြောင့်အလွယ်တကူရှောင်းနေသွားခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးတိုင်းပြည်ကအေးချမ်းသာယာလာခဲ့ပါတယ်ရက်ဆက်ကြမ်းကြုတ်တဲ့ဆုံးမကင်းတဲ့တစ်တော်တွေကအရင်ကထက်ပိုပြီးဆင်းလဲဆိုပြေလာခဲ့ပါတယ်ဂျေကော့လည်းသူ့အတွက်သင်ခန်းစာတစ်ခုရခဲ့ပါတယ်ပြင်းရီပြီးတကူကောင်းမဆန်တော့ပဲဂျေကော့ကသူ့ရဲ့ဆရာစကားကိုစာပြီးနားထောင်လာခဲ့တဲ့နိုင်ငံနဲ့အကြံဉာဏ်တွေကိုအမြဲနားထောင်တာကကောင်းတဲ့အရာပဲမဟုတ်လား